ရင်းကျက်လာတဲ့လူတစ်ယောက်ဒါမှမဟုတ်ရင်သူ့မှာဘဝပေးတဲ့ဒဏ်ရာတချို့ရှိနေတဲ့လူတစ်ယောက်အဲ့လိုလူတွေကတိတ်ဆိတ်ခြင်းကိုနှစ်သက်ကြတယ်သူတို့ကသွေးအေးအေးနေနိုင်တယ်သူတို့နေသွေးအေးတယ်လို့ဆိုပြီးသွားမပြောနဲ့သွားပြောရင်အဲ့လိုလူကကိုပြုံးပြုံးကြီးပဲသူတို့ပြန်ကြည့်နေတယ်အဲ့လိုသွေးအေးတဲ့လူတွေ့ရတယ်သူကအငင်းကုန်ပြီးသိမလို့စကားနဲ့အငင်းကုန်ပြီးသိမလို့အတိုင်ကမဲ့ကိစ္စတွေမှာသူတို့ကလည်းရှော့ပြီးနေတယ်အဲ့ဒါဘာလို့လဲဆိုလို့ရှိရင်သူတို့ကခေါင်းအေးပဲမြင်ကြည့်တယ်စိတ်ရှုပ်စရာကိုသူတို့ခေါင်းထဲမှာဖြစ်တယ်စိတ်ရှုပ်စရာကြည့်လိုက်ရင်သူကလွတ်ချတဲ့လူစားမျိုးရှုပ်စရာကိုလွတ်ချတဲ့ပုံနောက်နဲ့စိတ်ရှုပ်စရာကိုလွတ်ချတဲ့နှလုံးသားသူတို့ကပိုင်ဆိုင်တယ်သူကအမိကိုမြင်နေချက်တူသူတို့ရဲ့ရက်တူတော့သူ့ကိုပြီးကုန်တယ်နောက်တစ်ခုသူ့လိုမျိုးတွေ့ရတယ်နောက်တစ်ချက်ကသူတို့ကလူတကာကိုရင်ဖွင့်ပြောဆိုလို့ရှိတယ်အခုခုဆိုသူတို့ကသူတို့သူတို့စဉ်းစားတယ်အဲ့လိုပုံစံမျိုးနဲ့ဒါကရင်းချက်လာတယ်ဆိုတဲ့သဘောကိုသူတို့ကစောင့်အဲ့လိုဖြစ်ဖို့အတွက်ကိုရှေ့မှာသူတို့ကဘဝကပြီးတဲ့သင်ခန်းစာတွေအများကြီးယူပြီးတော့မှသူတို့ကိုသူတို့ပုံစံပြောင်းလဲပြီးတော့မှသူတို့မျိုးတွေကဒီနေတဲ့လူတွေပြင်လာတယ်နောက်တစ်ခုကတော့ဘဝမှာသိတယ်ပေါ့နော်ဒီမှာသိတယ်ပုံနေတဲ့လူတွေမှာပြန်တွေ့ရတယ်စိတ်တန်ရာကြုံနေတွေ့ရတာဆိုတော့ဟုတ်တယ်စိတ်တန်ကြုံပြီးတော့မှဒီလိုဒီစားတဲ့အားတွေဒီကောင်းနေဒီရတယ်ပြည်နေတယ်ကိုကောင်းတဲ့ဘက်ကိုပေါ့နော်ဒီပြီးတော့ကြောင်းနေကြည့်နေတာအေးအေးချမ်းချမ်းနဲ့နေကြလို့ဆိုရင်စိတ်ကြီးနဲ့တက်ရှင်နေတဲ့ဒီတွေ့ရဒီစစ်စစ်နေတဲ့ site ကိုသူက copy တစ်ခါတည်းနဲ့စာအုပ်တစ်အုပ်နဲ့ပြောနေတဲ့သူတွေလည်းသူတို့ကြည့်အကြည့်တန်တဲ့လူတွေသူတို့ကဘုရားမျိုးချက်နဲ့ဘဝမှာအများကိုမြင်သက်သွားတဲ့သူတွေပေါ့သူကတော့အားကြတယ်အခုကြည့်နေတဲ့သူတွေရောဘလို့ဘဝမျိုးနဲ့ဒီတိုင်းတော့သဘောကျတယ်ကျမတော့အခုနောက်ပိုင်းမှာဆိုရင်တိတ်တိတ်ဆိတ်ဆိတ်လေးနေတယ်စာအုပ်တစ်အုပ်လေးနဲ့ coffee တစ်ခွက်တည်းနဲ့နေရတဲ့ဘဝမျိုးသဘောကျတာ